လူတိုင်းမြင်ငါ့ကိုအထဲပေးဝင်ပါဦးအိမ်ထဲကပစ္စည်းတွေအကုန်ငါတည်လာခဲ့ပြီးအကိုက်ခဲပျောက်ဆေးတွေစာဘူးတွေရေးတွေအကုန်ပါတယ်သူကျွန်တော်ကြိုးပြီးသွေးတွေအများကြီးထွက်နေတာပုတ်ကောင်တွေကိုဒီကိုဆွဲခေါ်လာလိမ့်မယ်ဟေ့ကောင်နမင်းမရှိတဲ့ကောင်မင်းငါတို့တရွာလုံးကိုတေးရင်းနဲ့ဆွဲသွင်းမလို့လားလစ်စမ်းထွက်သွားကျန်းဦးလေးမင်းမြင်ထွက်သွားစမ်းပါပုတ်ကောင်တွေမင်းကိုစားလိုက်ရင်မင်းလည်းကလေး zombie ဖြစ်သွားမှာပေါ့ရန်ငါကျန်းရဲပါမင်းအတွက်ဆေးသွားရှာရင်းနဲ့ဒဏ်ရာရလာတာပါအတော်ကြီးကျွန်တော်ခန္ဓာကိုယ်ကအားနေလို့လက်တာမခံနိုင်ဘူးဆိုတာအတော်လေးတည်သားပဲမင်းစီကသွေးညီနှံတွေကအရန်ပြင်းနေတယ်တကယ်လို့ပုတ်ကောင်အုပ်ကြီးရောက်လာရင်ကြီးကလူအိုတွေနဲ့ကလေးတွေဘယ်လိုလုပ်မလဲအဲ့ဒီတော့အတော်ကကျွန်တော်ကိုတေးခိုင်းတာပေါ့လေအတော်ကအမြဲတမ်းလူကောင်းတယောက်ပါပဲလူတိုင်းအတွက်နင့်နာခံပေးနိုင်တယ်မလားလူရန်မင်းစိတ်မကောင်းပါဘူးအာရဲစိတ်ချပါမင်းယူလာတဲ့ရိတ်ခါတွေကိုတော့ငါတို့တေချာသိသိပေးထားပါမယ်လူကောင်းတယ်လားတောက်အောင်တန်းကြတဲ့လူကောင်းတွေ agent စနစ် agent system စတင်တက်ဝင်ပါပြီဖြစ်ပျက်ကဘာမှာလူအသက်ဟာမျက်ခြောက်တပင်လိုတန်ဖိုးမရှိပေမဲ့ဒါဟာသူတို့အတွက်ပဲဖြစ်လိမ့်မယ်ငါအတွက်တော့ဒါဟာဂိမ်းတစ်ခုပဲငါကတော့ဖဲဝေတဲ့တိုင်ပေါ့အရင်ကသူတို့ကောင်းအောင်ဆောင်ခဲ့တဲ့ကျန်းရဲတည်သွားပြီအခုငါစိတ်ထဲမှာရှိတာကအဲ့ဒီတစ္ဆာဖောက်တွေလူသက်သမားတွေငါခြေဝါအောင်မှာပြက်ပြက်ဝတ်ဝတ်တွားနေတာကိုကြည့်ဖို့ပဲငါ့ကိုဆုံးဖြတ်ခဲ့တဲ့သူတို့ရဲ့ဆုံးဖြတ်ချက်အတွက်နောက်တရားစီရမယ်ဒါပေမဲ့သူတို့ရဲ့စခန်းကိုဖြိုဖျက်ဖို့ငါအင်အားကမလုံလောက်သေးဘူးအရင်ဆုံးစနစ် system ကိုမြင့်တင်ဖို့ခရစ်စာရဲ့နက်ကွယ်တွေရှာရမယ် agent စနစ်ရဲ့နက်ပြအဆင့်စိုက်ပျိုးရေးစနစ်လည်းပတ်နေပါပြီလှည့်မကြည့်နဲ့ပြေတော့အခုတော့ပဲအခြေအနေကတော်တော်ဆိုးနေပြီဒါကအဆင့်9ဖုတ်ကောင်တင်မဟုတ်ဘူးအုပ်စုလိုက်ကြီးပါလာတာငါတို့လုံးမှာမဟုတ်တော့ဘူးရဲဘော်တို့ငါ့ကိုထားခဲ့ပြီးမြင်ပြေးကြတော့အတူတူတေးရမှာလားအဲ့ဒါဘာကြီးလဲကနာရအလဲမှာဒီလောက်ကြီးတဲ့ OA စစ်စိမ်းလန်းဆိုပြင်းကြီးကြီးရှိနေတာလားတောင်းခံထားကြစမ်း OA စစ်ကငါတို့ကိုကဲမှာပါဘဲကလေးလွင့်ခွေးတွေမို့လို့ငါဥယျာဉ်ဝါမှာလာပြီးမိရှို့နေတာလေဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲအဲ့ဒါအဆင့်9ဖုတ်ကောင်ပြင်းရဲ့တိုက်ခိုက်မှုလေးစခန်းရဲ့အကာအကွယ်တိုင်းတောင်ဒါကိုအလွယ်တကူတားနိုင်တာမဟုတ်ဘူးမြင်ရှောင်းအဲ့ဒါချော်ရည်တွေအပူချိန်က3ဒီဂရီကျော်တယ်တန်တက်တွေတောင်ချက်ချင်းအငွေ့ပြန်သွားနိုင်တယ်အပူတန်ကိုခံနိုင်ရရှိတဲ့အထူးတပ်ဖွဲ့ဝင်တွေတတိထားဖျားရည်အဆင့်4ဖုတ်ကောင်ပြင်းကြီးအေးခဲသွားပြီးဒါကအေးတဲ့အစွမ်းရှိတဲ့အဆင့်4အထူးလူသားတော်မလုပ်နိုင်တဲ့အရာပဲဒါအိမ်မက်နေတာလားဒီလောက်ကြီးတဲ့အမိုက်ဖုတ်ကောင်တွေတကားဝမှာပိတ်နေတာမျက်စိနှောက်စရာကြီးခီရှင်းပြလိုက်ဟုတ်ကဲ့ပါသခင်ဟင်ဒီလောက်လွယ်လေးနဲ့ပျောက်သွားတာလားငါမျက်ခင်းကိုဖျက်ဆီးသွားတဲ့အတွက်ညီမလေးမင်းကအရန်လာပေမဲ့ဒီရော်ကြီးကိုတော့သုံးစားပေးရမယ်အာကျဲမင်းမဖြစ်တာလေအကိုကြီးမှာဒီလိုအစွမ်းရှိရင်ကျမရဲ့အဖွဲ့ဝင်ကိုကယ်ပေးပါဦးသူမခံနိုင်တော့ဘူးကယ်ပါဦးလူကယ်ဖို့ဆိုတာဖျားသခင်ရဲ့အလုပ်လေးငါကစီးပွားရေးပဲလုပ်တာအဆင့်မြင့်လုံခြုံရေးဝန်ဆောင်မှုတစ်ချိန်မျက်ခင်းပြင်းပြုပြင်ကစိတ်တရားရမှုရော်ကြီးအားလုံးပေါင်းခရစ်စတယ်ငါတုညကြားတင်ပါတယ်ကျမမှာပတ်စံရှိပါတယ်ဒါက Federal Bank ရဲ့ Supreme Black Card ပါတယ်မှာရွှေခရစ်စတယ်90တုညအကျွေးဝယ်ခွင့်ရှိတယ်သူ့ကိုကယ်ပေးမယ်ဆိုရင်ဒါတွေအကုန်လုံးကိုပေးပါမယ်အာကျဲသူဖုတ်ကောင်ပြောင်းတော့မယ်ဟာဒါဘာကြီးလဲနေကြဘန်းကမနက်ခင်းမှာထုတ်ပေးတဲ့မျက်နှာတစ်ရည်ပေါ့မဟုတ်ပါဘူးပြင်းအားမြင့်အလင်းတက်သုံးခုထုံးရည် Photosynthetic Repair Liquid ပါမဖြစ်နိုင်တာFederal ရဲ့အဆင့်မြင့်ဆုံး Angel ဆေးရည်တောင်ဒီလောက်မြန်ဆန်တက်ရောက်မှုမရှိဘူးဒါကတကယ်ကိုတကိုးပြတိဟာရပဲဒီလိုအာဟာရရည်မျိုးကိုငါကပန်းပင်လောင်းဖို့ပဲသုံးတာတကယ်ပဲစင်းရဲမွဲတေမှုကလူတွေရဲ့စိတ်ကူးစိတ်တန်းကိုကန့်သက်ထားတာပဲလူကဲခါက30တုညခုနကလုံခြုံရေးက9တုညမြက်ခင်းပြင်ပျက်စီးက900စုစုပေါင်း35ကျတင်ပါတယ်အယောင်းဝယ်အောင်မြင်ပါသည်ခရစ်စတယ်35နှုတ်ယူပြီးပါပြီလက်ကျန်ဆက်လေး900ဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်ကက်သေးကကျန်တဲ့ပတ်စံကိုတော့မုံဘိုးအဖြစ်ပဲနောက်နေတာလားငါကတိတ်ခါရှိတဲ့ကုန်တယ်တယောက်ပါအကိုကြီးကျမကဖက်ဒရယ်တတမစခန်းရဲ့အထူးတပ်ဖွဲ့ခေါင်းဆောင်လင်းချင်းပါကျမဖေကစခန်းရဲ့အမြင့်ဆုံးစစ်တေနာပတိလင်းချူစန်းဖြစ်ပါတယ်စခန်းစစ်တေနာပတိရဲ့သမီးလားဒီယာရုကပိုပြီးတန်ဖိုးရှိတာပေါ့လင်းလေးကပွင့်လင်းတက်သားတဲ့သူပဲစီးပွားရေးလုပ်ချင်နေဆိုရင်တော့အဖေဖြစ်သူကိုစကားတခွန်းပါလိုက်ပါငါစီမှာစီးပွားတွေမကဘူးလူတွေကိုဆွဲလန်းသွားစေမဲ့ပစ္စည်းကောင်းတွေအများကြီးရှိတယ်လို့တကယ်ပဲလားခရစ်စတယ်သာအလုံးလောက်ရှိအဆင့်ရှိတဲ့တရဝါကြီးတွေကိုတော့အမှုန့်ကျိတ်ပေးလို့ရတယ်ဂရိတီပါစေနောက်တစ်ခေါက်ကြရင်ဖက်ဒရယ်ရဲ့အဝဲတော်အဖွဲ့ကိုခေါ်လာခဲ့ပါမယ်မင်းရဲ့အမှားစာကြီးမားကိုစောင့်နေပါမယ်ဖက်ဒရယ်စခန်းမြေပုံကိုဖွင့်လှစ်နေပါပြီလင်းချင်းဘလို့လေဒါကျန်းလေးမဟုတ်လားဖះကြီးမင်းလေးအသက်ဘေးကလွတ်လာလိမ့်မယ်လို့ငါပြောသားပဲကံကောင်းတဲ့ကလေးပဲအောင်ပါလေကျန်းလေးငါမင်းရဲ့ဝန်တော်ကြီးတွေမှတ်မိသေးလားမင်းအသက်ငယ်ငယ်တုန်းကငါတောင်ချီးခဲ့သေးတာကြည်စမ်းဦးဒီအဝတ်စားတွေဒီလိုခန်းသားထဲဝါနေတာတကယ်ကိုအောင်မြင်နေပြီပဲကျန်းရဲ့မြန်တကားဖွင့်ဦးအပြင်မှာဖုတ်ကောင်တွေအပြည့်ပဲငါတို့ငက်တေတော့မယ်မင်းစီမှာစားစရာတွေဒီလောက်အများကြီးရှိတာငါတို့ကိုနည်းနည်းခွဲပြီးတော့ဘာဖြစ်သွားမှာမို့လို့လဲအရင်ကအားလုံးကအိမ်နီးနားချင်းတွေပဲဥစ္စာကူညီပေးလို့မရဘူးလားကျန်းလေးဒီနေရာကြီးကတကယ်ကောင်းတာပဲအိမ်နီးနားချင်းဟောင်းတွေငါ့ကိုငငယ်ကချီးခဲ့ဘူးတယ်ဟုတ်လားဒါပေမဲ့အရင်တုန်းကငါ့ကိုဖုတ်ကောင်တွေစီတွန်းပို့ခဲ့တာဘယ်သူတွေလဲဆိုတာပဲငါမှတ်မိနေတယ်ကျန်းလေးမင်းပြောတာအတိတရားမရှိလိုက်တာအဲ့ဒီတုန်းကအခြေအနေကအကြက်တဲမှုလို့ပါတကယ်လို့ငါတို့ကမင်းကိုဖုတ်ကောင်တွေစီတွန်းမထုတ်ရင်လူတိုင်းအခုထိအသက်ရှင်နိုင်ပါမလားဒါကအများအတွက်နင့်နာခံတာလေးဟုတ်ပါလားလူငယ်ဆိုတာကျေးဇူးတိတ်ရတယ်မင်းအခုကြီးပွားနေပြီအင်ကြီးကလည်းဒီလောက်ကျယ်တာမင်းတယောက်တည်းနေလို့ကုန်ပါလားငါတို့ကိုအထက်ပေးဝင်အတူတူနေကြမယ်ငါကြည့်ရတော့အလဲကအိမ်မကြီးကတော်တော်မိုက်တယ်ငါတို့ကိုအဲ့ဒီမှာပေးနေမင်းကတော့ဘေးကအိမ်သေးလေးထဲမှာနေပေါ့လူငယ်ပဲဒုက္ခနဲ့ပပခံရတာဘာဖြစ်လဲလူဆိုတာအတ္တမကြီးရဘူးတကယ်လို့မင်းငါတို့ကိုအထက်ပေးမဝင်ရင်မင်းကအတိတရားမရှိတဲ့အကောင်ပဲကျေးဇူးကမ်းတဲ့ကောင်ပဲအများအတွက်နင့်နာခံရမယ်အတ္တမကြီးရဘူးငါ့ကိုခွေးအိမ်ထဲမှာနေခိုင်းတယ်ဟုတ်လားကောင်းပြီအရန်ကောင်းတယ်အလိုလေးကျန်းလေးဒီမိန်းကလေးနှစ်ယောက်ကိုမင်းဘယ်ကခေါ်လာတာလဲချောလိုက်ကြတာအထူးသဖြင့်အဲ့ဒီစပင်းငွေရောင်နဲ့ကောင်မလေးကတင်ပါအိုကြီးပြီးကလေးမွေးရင်အဖက်တင်မဲ့ပုံစံပဲတိုက်ဆိုင်ကသားကြီးတောက်ပေါင်မှာမိမမရှိသေးဘူးဒီကောင်မလေးကိုငါတို့တောက်ပေါင်ရဲ့မိမအဖြစ်ပေးလိုက်ရုပ်ကအေးဆက်ဆက်နိုင်ပေမဲ့အခုလိုကဘာပြက်နေတဲ့အချိန်မှာငါတို့ကမရွေးတော့ပါဘူးအမေဟိုငယ်မလေးကိုလည်းတားသဘောကြရတယ်အဲ့ဒီငယ်မလေးကအသက်ငယ်ပုံရတော့တောက်ပေါင်အတွက်ငင်မွေးချံပေါက်ဇနီးလေးဖြစ်ထားပြီးနောက်ကျရင်တောက်ပေါင်ရဲ့ကြီးလောက်ဆေးပေးဖို့ခိုင်းရမယ်ကျန်းလေးအတော်ကြီးမျက်နှာကိုတော့ထောက်ရမယ်နော်လူကြီးသူမကိုလှုပ်ကြွေးတယ်လို့ပဲသဘောထားလိုက်ပါဇနီးဖြစ်ပေးရမယ်ငင်မွေးချံပေါက်လှုပ်ခိုင်းရမယ်ဝန်အတော်ကြီးရဲ့တွက်ကင်းကတော်တော်လာတာပဲဒါပေါ့
ငါပြောပြမယ်ငါသားတောက်ပေါင်ကအခုအောင်မြင်နေပြီလူရန့်လူရန့်နဲ့လည်းအဆက်အသွယ်ကောင်းကောင်းရှိတယ်လူရန့်ဟုတ်လားဟုတ်တယ်မင်းရဲ့ရီစားဟောင်းလူရန့်လေသူကအခုလူကုန်ထက်တယောက်ကိုမိခိုနေတာအဲ့ဒီလူကဒီတစ်ဝိုက်မှာအတန်မာဆုံးအထူးလူသားကြားနဲ့ကြီး Black Tiger ပဲသူ့လက်အောက်မှာလူရကြီးရှိတယ်လူရန့်ကအခုကြားနဲ့ကြီးရဲ့အသေးဆွဲဖြစ်နေတာငါသားကလူရန့်ရဲ့လက်အောက်မှာလုံနေတာကြားတယ်မလားကျန်းလေးငါတို့သာပြန်ပြီးသတင်းပို့လိုက်ရင်ကြားနဲ့ကြီးကလူတွေခေါ်ပြီးဒီအင်ကြီးကိုလာသိမ်းမှာမင်းလူတွေလုပ်ချင်ရင်အခုပဲအင်ကြီးကိုလွှဲပေးလိုက်ပြီးတော့ဒီမိမနှစ်ယောက်ကိုပါတောက်ပေါင်ကိုပေးလိုက်အဲ့ဒါဆိုရင်မင်းအတွက်အခန်းတစ်ခန်းနဲ့နေစရာမြေကွက်လေးတစ်ကွက်ခြံပေးရင်ခြံပေးအောင်မယ်ဩသူကမတည်သေးပဲကြောထောင်းနောက်ခံအောင်ရှာထားနိုင်သေးတာပေါ့လူရန့်ကောင်းပြီရန်ကောင်းတယ်မင်းကိုဘယ်မှာရှာရမလဲတွေးနေတာမင်းကိုယ်တိုင်ပဲအိမ်ရောက်လာပို့တယ်ဆိုတော့အရင်ဆုံးအတိုးလေးပဲတင်ထားလိုက်ရုံပေါ့ဟေးအားလက်စွမ်းပြလိုက်စမ်းသူတို့ပါဇက်တွေကိုစုပ်ပြစ်ပစ်ပြီးအမှုတ်လောက်ကဖုတ်ကောင်တွေကိုကျွေးလိုက်မင်းငါတို့ကိုထိရဲရင်လူရန်ကမင်းကိုအလုပ်ပေးမှာမဟုတ်ဘူးကြားနဲ့ကြီးကအာလင်းအာဆူညံလိုက်တာဘွားကြီးအမေလူတက်နေပြီအာငါ့ကိုငင်မွေးချံပေါက်လုပ်ချင်နေဟုတ်လားမင်းနဲ့တန်လို့လားအာပင်ငါ့ကိုမတက်ပါနဲ့ကျန်းလေးငါမှားသွားပါတယ်အကုန်လုံးကဝန်တော်ကြီးဆိုတဲ့မင်းမစိုးကြောက်ပါအာငါမသေးချင်ဘူးခုနတင်မဲ့အများအတွက်နင့်နာခံရမယ်ဆိုအခုကအချိန်ကြိုက်ပဲလေအကုန်တက်ပစ်စမ်းငါလုံးပုတ်တယ်လို့ကန်ပစ်လိုက်စမ်းဟာသွားတော့အာကျန်းရဲလူရန်ရောက်လာလိမ့်မယ်အာကျန်းရဲလူရန်ရောက်လာလိမ့်မယ်အေးငါလည်းအဲ့ဒါကိုစောင့်နေတာ sorry ပဲလင်းလေးအမိုက်လေးနည်းနည်းရှင်းနေရလို့အကြည့်တန်တာတွေမြင်သွားစီပြီးကိစ္စမရှိပါဘူးဒါဆိုကျမတို့အရင်သွားလိုက်ပါဦးမယ်ကောင်းကောင်းသွားပါငါပြောတဲ့စကားကိုမှတ်ထားပြီးဟုတ်တယ်ရီအများကြီးရှာပေး